ဒီနေ့မှာတော့ကိုပြီးထိတ်လန့်ဖို့ကောင်းတဲ့လူသူမနီးတဲ့လှုပ်ဝက်ချက်တွေကို part နဲ့အနေနဲ့အသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေရာတွေကဘာကြောင့်ဒီလောက်တောင်နာမည်ကြီးနေရတာလဲ။အဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာ။နံပါတ်1ရခိုင်ပြည်နယ်ကမြောက်ဦးမရာကူနဲ့ထူးဆန်းသောလိုင်းကူများရခိုင်ပြည်နယ်ကမြောက်ဦးမြို့ဟာရှေးဟောင်းယဉ်ကျေးမှုနေမြေတစ်ခုဖြစ်တယ်လို့ဖြေရှာမရတဲ့လှုပ်ဝက်ချက်တွေအများကြီးရှိပါတယ်။အထူးသဖြင့်8000ပထိုးတော်ကြီးရဲ့လမ်းကြောင်းတွေဟာအလွန်ရှုပ်ထွေးပြီးရှေးခေတ်ကစစ်ပွဲတွေမှာရန်သူတွေဝင်လာရင်လမ်းပြောက်ပြီးဘယ်တော့မှပြန်မထွက်နိုင်အောင်စီမံထားတာပါဒီလိုင်းကူတွေထဲမှာအခုထိလည်းလူမမြင်နိုင်တဲ့စောင့်ရှောက်သူတွေရှိတယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ်ညဘက်ဆိုရင်ထူးဆန်းတဲ့အတန်းတွေနဲ့အရေးတွေကိုမြင်တွေ့ရလေရှိတယ်လို့ဆိုကြပါတယ်နံပါတ်2ရှမ်းပြည်နယ်ကထူးဆန်းသောတောအုပ်နဲ့တောပိုင်နက်များရှမ်းပြည်နယ်အရှေ့ပိုင်းကအချို့သောတောအုပ်ကြီးတွေဟာအလွန်ထူးဆန်းပါတယ်။အဲ့ဒီမှာရှိတဲ့တောအုပ်ချို့မှာလူတွေဝင်သွားရင်အကြောင်းရင်းမရှိဘဲနေမကောင်းဖြစ်တာလမ်းပြောက်တာမျိုးတွေခဏခဏဖြစ်တတ်ပါတယ်။ဒေသခံတွေကတော့ဒါကိုတောကောင်ဒါမှမဟုတ်တောပိုင်တွေရဲ့ခြောက်လန့်မှုလို့ယူဆကြပါတယ်။ထူးခြားချက်ကတော့သိပ္ပံပညာရှင်တွေတွားရောက်စစ်ဆေးတဲ့အခါမှာအချို့နေရာတွေမှာတန်လိုက်အိမ်မြောင်တွေဖောက်ပြန်ပြီးလမ်းကြောင်းရှာမရဖြစ်တတ်တာကိုတွေ့ရှိခဲ့ရပါတယ်။နံပါတ်3မြမပင်လေပြင်းကရိုးဝက်စမ်းကျဲအလင်းတန်းများမြမပင်လေပြင်းနေကချက်ပကတော့ခဲမှာဖြစ်ပေါ်လေးရှိတဲ့ဖြစ်ရဟာကဘာကျော်ပဟေရီတစ်ခုပါ။တခါတည်းရဲ့ညဘက်မှာပင်လေရေမျက်နှာပြင်ပေါ်မှာအကြောင်းရင်းမရှိဘဲအလင်းတန်းကြီးတွေဖြတ်ပြေးတာဒါမှမဟုတ်ရေအောက်ကနေစက်ဝိုင်းပုံစံအလင်းရောင်တွေထွက်လာတာမျိုးကိုရေလုတ်သားတွေတွေ့ရှိခဲ့ကြပါတယ်။ဒါဟာရေအောက်ကတတဝါတွေလားဒါမှမဟုတ်အပြင်လောကကလာတဲ့ဖူးတွေလားဆိုတာကိုအခုထိဘယ်သူမှတိတိကျကျဖြေမပေးနိုင်သေးပါဘူး။နံပါတ်4ကချင်ပြည်နယ်ကအင်းတော်ကြီးကန်နဲ့ရေအောက်မြို့တော်နောက်ဆုံးတစ်ခုကတော့ကချင်ပြည်နယ်ကအင်းတော်ကြီးကန်ပဲဖြစ်ပါတယ်။ဒီကန်ကြီးဟာမြန်မာနိုင်ငံရဲ့အကြီးဆုံးတဘာဝကန်ကြီးဖြစ်တယ်လို့သူ့ရဲ့ရေအောက်မှာရှေးဟောင်းမြို့တော်တစ်ခုရှိနေတယ်လို့ဒဏ္ဍာရီတွေကဆိုကြပါတယ်။ရေကန်ထဲမှာဖျားပူးသွားတဲ့အခါရေပြင်ပေါ်မှာလမ်းလျှောက်လို့ရတဲ့အံ့ဖွယ်ဖြစ်ရပ်တွေလည်းရှိခဲ့ပူပါတယ်။ဒါဟာတဘာဝရဲ့ဖန်တီးမှုလား။ဒါမှမဟုတ်လူမမြင်နိုင်တဲ့စွမ်းအားတွေလားဆိုတာကတော့ဒီနေ့ခေတ်အထိစဉ်းစားစရာဖြစ်နေစေပါ။အခုတင်ဆက်ပေးခဲ့တဲ့နေရာလေးခုထဲမှာတင်တို့အကြောက်ဆုံးနဲ့အထူးဆန်းဆုံးလို့ထင်တဲ့နေရာကဘယ်နေရာလဲ။ညောင်ဦးလား။အင်းတော်ကြီးလား။ comment မှာမျှဝေပေးခဲ့ကြပါဦး။ဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။ part 3ကိုကြည့်ချင်သေးရင်လည်း part 3ကိုရေးပေးခဲ့ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။